အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ခစ်ဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့တောရလေးမှာရှိတဲ့လူငယ်တယောက်ရဲ့ဖြစ်တန်းပုံစံကိုကျွန်တော်ကရိုးရိုးရှင်းရှင်းလေးနဲ့ရိုက်ပြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့လိုက်ကြည့်ပါဦးဗျမနေ့စောထားရတယ်ပြီးရင်မျက်နှာတက်တွားတိုက်အမေချက်ထားတဲ့သမင်းလေးစားပြီးတော့လေရော်တွားပါတယ်လဲစင်တာတို့နွားကောက်တာတော့မပြေပြလာပါဘူးဘာလို့ဆိုတော့ကျွန်တော်တယောက်တည်းလုပ်ရတာဖြစ်ပြီးတော့နွားတွေကလည်းမငြိမ်လို့ဖြစ်ပါတယ်အခုတော့နွားတုံနေပါခဒါကျွန်တော်လေတော်တဲ့ကိုဂီးဆက်နေရဖြစ်ပါတယ်ကျွန်တော်လည်းလူလေတော်တဲ့လိုက်ခုတ်ပြနေတဲ့ကင်းမှာဆိုတော့တော့ကြောက်ပါတယ်ပြီးတော့အားနေတဲ့အချိန်လေးမှာဆိုရင်ကျွန်တော်ဝါနာပါတဲ့ဗီဒီယိုလေးရိုက်တယ်ညတော့အဖြစ်တော့ကျွန်တော်ကိုယ်တိုင်လေးစဉ်းစားပြီးတော့ secret လေးပုံမှန်ရေးပြတယ်ဖြစ်ဒီထဲမှာလေတော်တဲ့ပါတယောက်တည်းဆိုမဲ့ခင်းကောင်လည်းပါပါတယ်ပြီးတော့ကျွန်တော်မပြအောင်နေတယ်ဆိုတော့ဟုတ်လို့ပြရပါတော့ဒီနေ့ရိုက်ထားတဲ့ blog လေးကဆိုရင်ကျဲတယ်မှာရှိတဲ့လူငယ်တယောက်အနေနဲ့ချက်တန်းရတဲ့တိုက်ဆိုင်လေးကိုရိုးရှင်းနဲ့မြင်တယ်ကျွန်တော်ရိုက်ပြထားပြပါတယ်။အခုတော့ကျွန်တော်ပြန်နေပါပြီ။ဒီနေ့စောင်းနေဗျ။ဒီ blog လေးကိုဒီနေ့တော့ဒီလောက်ပါပဲဗျ။အားလုံးပဲနောက်ပြီးပါဗျာလေးပါမယ်။ဘိုင်